ဆက်ရှိရနေမှာကျွန်တော်မန္တလေးမှာကျွန်တော်တို့ဟိုဟာလွားမဲ့ခေဟာရဲ့ပြီးတော့ကြတော့တခြားနေရာတွေမှာလည်းလူတော့မှာပါဟုတ်ပြီးတော့ကျွန်တော်ဒီအလူပြင်ဟိုမှာကျွန်တော်တို့အဲ့ဟိုဟာအကြောင်းမှာတန်ခါရီကိုဆုံးကတ်တယ်ပြီးတော့ဟိုဒါဟိုစလူရီတာကျွေးရပေါ့200စားလောက်22နှစ်ပြည့်ဆို2200စားပေါ့မွေးလက်ဆောင်ကလေကျွန်တော်ပုံဝင်လေးပြောရဲဟိုမနစ်ကလည်းမွေးလက်ဆောင်မတောင်းဒီနေ့လည်းမွေးလက်ဆောင်မတောင်းကျွန်တော်မွေးနေ့ဆိုလို့ရှိရင်မလုပ်လဲသူတို့လူကြထဲကြဒီထဲမှာအလူငွေထဲကြအလူငွေထဲကြဆိုပြီးတော့ထဝိုင်းထဲတယ်ထဲတဲ့ခါမှာကျွန်တော်တက်နိုင်တဲ့လောက်မတည်ပြီးတော့အဲ့ဒါနဲ့စုပေါင်းပြီးလူတာပေါ့နော်ဟိုဟာဒီအလူနာမည်ကိုကဟို UND လေမင်းနဲ့ဗီတာမင်နဲ့အဲ့တော့ဟိုသူတို့တွေအားလုံးနဲ့ကျွန်တော်နဲ့အတူတူစုပေါင်းပြီးတော့ဒါဟိုရေစက်လေးကိုပို့ပြီးတော့ရှေ့ကြသွားအောင်ဆွဲဆန်းလိုက်တဲ့သဘောပေါ့22နှစ်ပြည့်ပြီပေါ့နော်ကျွန်တော်ဒါဘုံကျောင်းမှာတန်ခါရီကိုဆုံးကတ်တယ်ပြီးတော့ဟိုဒါဟိုစလူရီတာကျွေးရပေါ့200စားလောက်22နှစ်ပြည့်ဆို2200စားပေါ့အဓိကတော့ကျွန်တော်တို့ပြည်သက်တွေမှာလည်းအဲ့လိုမျိုးဒီမျိုးဘာသာမျိုးရှိရဆိုတော့ကြတော့အလုံးစားလို့ရမယ်ဟာစဉ်းစားတော့ငါးပေါ့ငါးထဲမှာကိုကလည်းငါးဆိုငါဖယ်ပဲစားရဆိုတော့ငါဖယ်ချက်ရပြီးတော့အစုံပေါ့တန်ဃာတော်တွေကတော့ဒါဖုတ်ခွေရဆုံဆုံလေးနဲ့ပေါ့နော်လူတွေကတော့အားလုံးတပြေးညီရစားလို့ရမယ်အဲ့လိုစီစဉ်ထားပါတယ်ကျွန်တော်အလူကတော့ကျွန်တော်နေ့တိုင်းလုပ်ဖြစ်တယ်အဲ့တော့အလူလုပ်ဖို့ကတော့နေ့တိုင်းမှာ plan ထဲမှာတော့ရှိရပေါ့နော်ဒါပေမဲ့ဟိုဒီ plan ပြုံးမှတခြား plan တွေကတော့အရှိမှစီစဉ်ထားရရှိရပေါ့ဒါပေမဲ့လည်းဟိုအခုတော့ plan ဖြစ်တော့ပါဘူးဒီအလူတွေပဲလုပ်ဖြစ်မှာပါဟုတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဟိုဟာဒီပဲဖောင်100စာပေါ့နော်အဲ့100စာနဲ့ကျွန်တော်တို့ဥပဒေသွားစားပါမယ်နေ့နေ့တိုင်းဟုတ်ဆက်ရှိရနေမှာကျွန်တော်မန္တလေးမှာကျွန်တော်တို့ဟိုဟာလွားမဲ့ခေဟာရဲ့ပြီးတော့ကြတော့တခြားနေရာတွေမှာလည်းလူတော့မှာပါဟုတ်ပြီးတော့ကျွန်တော်ဒီအလူပြင်ဟိုမှာကျွန်တော်တို့အဲ့ဟိုဟာဒီရိုးကျင်ညာလည်းရပါအဲ့ဟိုဟာကျွန်တော်တို့ဒီတခြားဘာသာတွေအထဲမှာလည်းလိုအပ်တဲ့နေရာလေးတွေမှာလည်းလူတော့မှာပါတွေ့ရမှာပေါ့ကျွန်တော်မန်လေးစာပြီးဆိုတော့အဓိကတော့မန်လေးကို target ပေါ့မန်လေး target ဆိုတော့မန်လေးမှာလည်းဒီခေါက်ကလည်းပိုလူထားတဲ့အပြင်ကမှဟိုရှေ့မှာတော့လည်းကျွန်တော်ဒီငလင်ပြီးမှလည်းအများကြီးတော့တက်နိုင်တယ်လို့ထားပါတယ်နားချက်ကတော့အရန်ပြောတယ်ပီတိဖြစ်တယ်ကိုလူလိုက်တဲ့ဟာမှာတစ်ဖက်လူခံစားရတဲ့အခါမှာဟိုသူ့အတွက်အပြော်တွေသူတို့တွေရဲ့အပြော်တွေပြန်ကြည့်ပြီးတော့ကိုကပီတိကဘာနဲ့မှလဲလို့မရအောင်ပြီးတော့တစ်နှစ်ပတ်လုံးလည်းဒီလောက်ထားတဲ့ကုသိုလ်ကကိုယ်ပြန်ပြီးတော့အကျိုးပြုရလို့လည်းခံစားရတယ်အဲဆိုတော့အဲ့တော့လည်းကျွန်တော်ဟိုဟာအလူတွေကိုပို့ပြီးလုပ်ဖြစ်နေတာပေါ့ဘယ်လိုကျေးဇူးတင်လဲဆိုတော့အဓိကသူတို့မွေးထုတ်ပေးလို့ကိုလူဖြစ်လာဆိုတော့အဓိကတော့နေတိုင်းကျေးဇူးတင်ပါတယ်နေတိုင်းလည်းမိဘပေါ်တိကျအောင်ကြိုးစားရဲအဲကြတော့ဝင်းနေမှာမဟုတ်ပါဘူးဒီတိုင်းကတော့ဟိုမိဘတွေပေါ်တော့တိုင်းတော့ကြည့်ရှုဆောင်ရှောက်ပါတယ်
မွေးလက်ဆောင်ကလေကျွန်တော်ပုံဝင်လေးပြောရင်ဟိုမနစ်ကလည်းမွေးလက်ဆောင်မတောင်းဒီနေ့လည်းမွေးလက်ဆောင်မတောင်းကျွန်တော်မွေးနေ့ဆိုလို့ရှိရင်မလုပ်လဲသူတို့လူကြထဲကြဒီထဲမှာအလူငွေထဲကြအလူငွေထဲကြဆိုပြီးတော့ဝိုင်းထဲတယ်ထဲတဲ့ခါမှာကျွန်တော်တက်နိုင်တဲ့လောက်မကြည့်ပြီးတော့အဲ့ဒါနဲ့စူပေါင်းပြီးလူတာပေါ့နော်မနစ်ကဆိုလည်းအများကြီးလူရတယ်ဒီနေ့ဆိုလည်းအများကြီးလူရတယ်ချိန်ဟာခက်တဲ့မွေးနေ့ဆိုလို့ရတယ်ဒါဖန်ဒီရဲ့ပိတ်သက်ကြီးပါတော့ဟုတ်ဒါပေါ့ဟိုဟာဒီအလူနာမည်ကိုကဟို UND လေမင်းနဲ့ဒီတာမင်းနဲ့အဲ့တော့ဟိုသူတို့တွေအားလုံးနဲ့ကျွန်တော်နဲ့အတူတူစုပေါင်းပြီးတော့ဒါဟိုရေစက်လေးကိုပို့ပြီးတော့ရှေ့ကြသွားအောင်ဆွဲဆန်းလိုက်တဲ့သဘောပေါ့အမေရှိနေတယ်ကျွန်တော်တို့မွေးနေတဲ့ဆောင်ပဲအဲ့တော့ဟိုအများကြီးဆက်ပြီးရှိနေဘေးနားမှာရှိနေပြီကိုပဲကျွန်တော်စူတောင်းတာပါလူလိုတိုင်းလေဒီကမိဘကြီးရှိနေလို့လဲဒီကကျွန်တော် target ကလည်းသူတို့ကောင်းကောင်းထားခြင်းတယ်အဲ့တော့မိဘတွေကကျွန်တော် target ဖြစ်တော့ကြောင့်မလို့သူတို့မရှိရင်ကျွန်တော်စူးစမ်းနေရတာကိုယ့်ကိုပြန်တွေးခြင်းဘာမှဟုတ်မှာတော့မဟုတ်တော့အဲ့တော့ဒီကြတာကျွန်တော်ဘေးမှာအကြာကြီးရှိနေပြီလို့အတွက်ကျွန်တော်ဒါစူတောင်းပါပြောမှာပေါ့ပြောမှာပေါ့နော်အပေးအချစ်ခံရသူမြည်ချစ်ခံရဥဝင်လင်းပြောရင်ကျွန်တော်ကဟိုကျွန်တော်မိသားစုကိုလူအုပ်တွေကြားတိတ်ပြီးခေါ်သွားလိမ့်မရှိဘူးဒါပေမဲ့မွေးနေ့တို့ဒီလိုမျိုးရက်မျိုးမှာတော့ဒါမိသားစုနဲ့တူတူရှိတဲ့နေကျွန်တော်ပေါ့နော်ခေါ်လာပြီးသူတို့လည်းဒီလိုမျိုးကျွန်တော်မှဒီလိုမျိုးချစ်တဲ့တွေရှိရဆိုတာဒါခုမှအပြင်မှာတွေ့ရတာပေါ့အဲဒီနေ့ည16ရက်နေ့ည9:00 နာရီမှာကျွန်တော်တို့ရှိတဲ့ platform တော်တော်များများမှာအစုံတက်နိုင်တယ်လို့ပေါ့နော်ကျွန်တော်ရဲ့9ရဲ့အချစ်ဆိုရဲဒါ music video လေးထွက်ပါမယ်ခင်ဗျာအားလုံးပဲကြည့်ရှုအားပေးဖို့အတွက်လည်းညှော်လင့်ပါတယ်ပြီးတော့ဒီနေ့ဝိဆုံကြောင်လည်းပြောဦးမယ်နော်ကျေးဇူးတင်စကားကျေးဇူးတင်စကားဘာလို့လဲဆိုတော့ကျွန်တော်ကအရန်အလုပ်များနေတဲ့ဆိုပြီးပြားတွေခန့်နေတာတခြားအလုပ်တွေလည်းတော့မနေ့ကညအထိကိုတော့အလုပ်တွေရှိနေတာဆိုတော့ဝိဆုံတော့မစီစဉ်နိုင်တော့ကြတော့ဥပ္ပီကိုမှဥပ္ပီဆိုအောင်လေဥပ္ပီဒါဝိဆရာမရှိဘူးလို့မွေးနေ့တွဲဆိုပြီးအိမ်လာယူလေးတဲ့အိမ်မှာရှိရဲဆိုပြီးတော့သူစီစဉ်ပြီးတော့ချက်ချင်းမင်းညမှာ fit နေချပြီးတော့အမြဲစီစဉ်ပေးထားကျေးဇူးများကြီးတင်ပါတယ်ဥပ္ပီဆိုတော့